ကြက်သားကြာစံကြော်လေးကိုအလွယ်တကူနဲ့အိမ်မှာကြော်စားပါမယ်ရှင်အရင်စားလို့လည်းကောင်းပါတယ်ရှင်ဝိုင်းဝိုင်းကြာစံနှစ်ထုပ်သုံးထားပါတယ်ရှင်ဒီနေ့များများလေးကြော်မှာမို့လို့ကလေးတွေဝါစားရအောင်လို့ကြာစံကိုနိုင်ဝက်လောက်ရေစိမ်ထားလိုက်ပါမယ်ရှင်ပြီးရင်ကြာစံလေးတွေကိုရေစစ်ပြီးတော့ကြက်သားမှုန့်နဲ့ပဲငပြားရည်လေးနေထားပေးလိုက်ပါမယ်ဒါကတော့ကြော်မဲ့အသီးရွက်လေးတွေပါရှင်ကော်ဖီအသားတူလည်းထည့်ထားတယ်မုံလာဥနီကိုက်လန်တို့သုံးထားပါတယ်ရှင်ကြက်ဥလေးကြော်ထားလိုက်ပါမယ်ရှင်ပြီးရင်သူ့ကိုဖယ်ထားလိုက်ပါမယ်ကြက်ဥကြော်လေးတွေကိုကျက်သွန်ဖြူနှုတ်ဆင်းထားတာလေးကိုစီတက်ပါမယ်ဒါလေးတွေကတော့ကြက်သားကြိတ်ထားတာလေးတွေပါရှင်ကြက်သားလေးတွေထည့်လိုက်ပါမယ်အရသာအတွက်ကြက်သားမှုန့်နဲ့ငရုတ်ကောင်းမှုန့်လေးထည့်လိုက်ပါမယ်ရှင်ကြက်သားထွက်လာတဲ့ရေလေးတွေကုန်အောင်ကြော်ပေးလိုက်ပါမယ်အခုလိုမျိုးစီလေးပြန်လာရင်ရပါပြီရှင်စီလေးတွေပြန်ထွက်လာရင်အသီးရွက်လေးတွေထည့်လိုက်ပါမယ်အရသာအတွက်ကြက်သားမှုန့်ထည့်ပေးပါမယ်ရှင်ပြီးရင်ပဲငပြားရဲ့အကြည်လေးထည့်ပေးလိုက်ပါတယ်ခရုစီလေးလည်းထည့်ပါမယ်ရှင်ကိုယ့်ရဲ့အသီးရွက်အနည်းများပေါ်မူတည်ပြီးတော့ထည့်ပါရှင်ပြီးရင်အခုလိုမျိုးလေးကြော်ပေးလိုက်ပါမယ်အသီးရွက်ကြော်တဲ့အခါရေမထည့်တော့ပါဘူးရှင်ဒီအရွက်လေးတွေကလည်းရေထွက်လို့ပါအသီးရွက်ကလေးတွေကိုအခုလိုမျိုးကြော်ပြီးဒီအနေထားလေးရအောင်နော်ကြာစံနေထည့်ပေးလိုက်ပါမယ်ရှင်ဇုံလေးနှစ်ချောင်းနဲ့ခုလိုမျိုးလေးကြော်ပေးလိုက်ပါမယ်ရှင်။တေချာလေးမှွေပေးလိုက်ပါမယ်။ကြော်ပေးနေနဲ့ကြာစံသားလေးတွေကလည်းခုလိုမျိုးလေးဣလာပါတယ်ရှင်။ရေမထည့်တော့ပါဘူးရှင်ကျမ။ကြာစံသားလေးတွေကအခုလိုမျိုးလေးဣပြီးတော့အနေတော်လေးဖြစ်လာပြီဆိုလို့ရှိရင်တရုတ်နံနံလေးထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့ကြော်ထားတဲ့ကြက်ဥလေးတွေထည့်လိုက်ပါမယ်ဒါဆိုရင်တော့ကြာစံကြုံလေးရပါပြီရှင်ကြာစံကလုံးဝမမာပါဘူးเนาะအခုလိုမျိုးအီအီလေးနေပါရှင်ကြာစံသားလေးတွေကလည်းလုံးဝပြတ်ထွက်မသွားပါဘူးရှင်ကျေးဇူးပါရှင်